မြန်မာလိုမြန်မာချင်းနဲ့အကျဉ်းကြီးဆက်ဆံရိုးရိုးရှင်းရှင်းစော့ကစားခြင်းနေဆိုရင်ငါးတုံးလုံး mix မှာစော့ကစားနိုင်ပါတယ်ငါးတုံးလုံး mix ကိုအကောင့် page စော့ကစားမယ်ဆိုရင် Viber နံပါတ်39968985ကိုဆက်သွယ်ကောင်းဖွင့်လိုက်တော့နော်ကောင်းဝင်နေအေဂျင့်ကပေးလာတဲ့ user name နဲ့ password ကိုဖြည့်ပြီးဝင်မီကိုနှိပ်ပေးပါနောက်တစ်ခေါက်ပြန်သုံးတဲ့အခါထပ်မဖြည့်ရအောင်မှတ်ထားမီကိုအမှန်ချထားပါစီကံသတ်မှတ်ချက်များရှိပါတယ်တည်တည်ချာချာဖတ်ပြီးသဘောတူပါသည်ဆိုတာလေးကိုနှိပ်ပေးပါဒီလိုမြင်ရပြီဆိုရင်တော့အကောင့်ဝင်တာအောင်မြင်ပါပြီအေဂျင့်ကတစ်စင်ငွေသွင်းထားတဲ့ပမာဏကိုလက်ကျန်ငွေဆိုတဲ့နေရာမှာမြင်ရပါမယ်ဒီနေရာလေးတွေကမောင်းတဲ့ body စိတ်ကြိုက်လောင်းနိုင်မယ့်နေရာလေးတွေပါမောင်းလောင်းနေမောင်းခတ်တဲ့ကိုဝင်မှာနေအလိုက်ပွဲစဉ်တွေပေါက်ကြီးတွေနဲ့မြင်ရပါမယ်ဒီပုံကတော့အသင်းနိုင်အရှုံးကိုပဲခံမှန်းပြီးစိတ်ကြိုက်ရွေးလောင်းလို့ရပါတယ်အောက်ကတော့ဂိုးကိုအောင်စိတ်ကြိုက်လောင်းလို့ရတဲ့နေရာလေးပါမောင်းလောင်းမယ်ဆိုရင်အနည်း2သိန်းကနေစပြီးလောင်းနိုင်ပြီးလောင်းချင်အနည်းဆုံး900ကနေစလောင်းလို့ရပါတယ်အသင်းတွေကိုစိတ်ကြိုက်ရွေးပါလောင်းကြီးထည့်ပါလောင်းမီကိုနှိပ်ပါလောင်းထားတဲ့အသင်းတွေကိုပြန်စစ်ပါလောင်းထားတဲ့ပမာဏနဲ့နိုင်ရင်ရမယ့်ပမာဏကိုဒီနေရာမှာမြင်ရမှာပါမလောင်းချင်တော့ဘူးဆိုရင်မလုံးတော့ပါကိုနှိပ်ပါလောင်းမှတေးကြပြီဆိုအတီးပြုတ်မီကိုနှိပ်ပါဒီလိုမြင်ရပြီဆိုရင်မောင်းလောင်းခြင်းအောင်မြင်ပါပြီ body လောင်းနေ body ကိုပေါင်းခွက်တွေကိုဝေးမှာအပေါ်ကအသေးနာမည်တွေကိုရွေးပြီး body ကစားနိုင်ပါတယ်အသေးရွေးပြီးလောင်းကြီးထည့်ပါလောင်းကြီးကိုအနည်းဆုံး1000ကနေအများဆုံး3သိန်းထိကစားနိုင်ပါတယ်လောင်းမီကိုနှိပ်ပါလောင်းထားတဲ့အသေးတွေကိုပြန်စစ်ပါလောင်းထားတဲ့ပမာဏနဲ့နိုင်ရင်ရမယ့်ပမာဏကိုဒီနေရာမှာမြင်ရမှာပါမလောင်းချင်တော့ဘူးဆိုရင်မလုံးတော့ပါကိုနှိပ်ပါလောင်းမှတင်းကြပြီဆိုအတီးပြုတ်မီကိုနှိပ်ပါဒီလိုမြင်ရပြီဆိုရင်အောင်မြင်ပါပြီဂိုးပေါင်းကစားဖို့အတွက်ဂိုးပေါ်ကိုအောင်ရွေးထားတဲ့နေရာမှာစိတ်ကြိုက်ရွေးပြီးလောင်းချထည့်ပါလောင်းထားတဲ့အသင်းတွေကိုပြန်စစ်ပါအတီးပြုတ်ပြီးကိုနှိပ်ပါဒီလိုမြင်ရပြီဆိုအောင်မြင်ပါပြီလောင်းထားသောပွဲများပြန်ကြည့်နေလောင်းထားသောပွဲစဉ်များအကွက်သေးကိုဝင်ပါလောင်းထားတဲ့မောင်း body နဲ့လောင်းကြီးစင်းရင်ကိုမြင်နေရမှာပါညပြထားတဲ့နေရာကနေလေတစ်ခုချင်းကိုအသေးစိတ်ဝင်ကြည့်လို့ရပါသေးတယ်ပွဲကြီးရလက်ချင်းနေပွဲကြီးရလက်အကွက်ချင်းကိုဝင်မှာမနေ့ကနဲ့ယနေ့ဆိုပြီးပွဲကြီးရလက်တွေဝင်ကြည့်လို့ရပါတယ်ပြီးသွားတဲ့ပွဲများနဲ့လောင်းထားတဲ့အနိုင်ရှုံးပြန်ကြည့်နေပွဲစဉ်ဟောင်းများအကွက်ချင်းကိုဝင်မှာညပြထားတဲ့နေရာထိကိုဝင်မှာကိုလောင်းထားတဲ့ရက်ဆွဲအတိုင်းရွှေ့ပြီးပါအခုလိုအနိုင်ရှုံးစင်းရင်ကိုမြင်ရမှာပါတခုချင်းအသေးစိတ်ကြည့်ဖို့အများပြထားတဲ့နေရာကိုဝင်ပါအခုလိုတခုချင်းအသေးစိတ်ကြည့်လို့ရပါပြီငါးကောင် mix ကိုအကောင့်ဖိတ်အစော်ကစားမယ်ဆို Viber နံပါတ်39968985ကိုဆက်သွယ်အကောင့်ဖွင့်လိုက်တော့နော်